အကျဉ်းသားကသူ့ရဲ့ဈေးကိုတောက်တိုင်းအမြဲတမ်းလွတ်လပ်စွာထုတ်ထွေးကြပြီးအဆောင်ကမမီမိအောင်တေချာလုပ်နေခဲ့တယ်ပြီးတော့ဘာမှမခက်ခဲ့တယ်လို့တာမန်လိုလမ်းရှောင်ထွက်သွားပြီးဝါလူးဘူးတစ်လုံးကိုကောက်ယူလိုက်တယ်ဆေးပြားတွေကိုလုံလောက်အောင်ဆူဆောင်းပြီးနောက်ဘူးထဲကကျိုးပါတစ်ချောင်းကိုထုတ်ယူလိုက်တယ်အရင်ကဖတ်ထားခဲ့တဲ့ဆေးဘူးကိုပြန်ထုတ်ပြီးအဲ့ဒီကျိုးနဲ့ခိုင်ခိုင်တင်းတင်းချီလိုက်တယ်ကျိုးကိုသွားနဲ့ကိုက်ပြီးချီခဲ့တယ်နည်းနည်းချင်းစီနဲ့ဂျက်ကဆေးဘူးကိုသူ့ပါဇက်ထဲစခဲ့လာတယ်တဖြည်းဖြည်းလက်ကိုတင်းတင်းဆုပ်ပြီးဆေးဘူးတစ်လုံးလုံးကိုဝမ်းထဲထိတွန်းလှန်အောင်လုပ်ခဲ့တယ်ပြီးတော့မီးချစ်တစ်လုံးကိုဖွင့်လိုက်တယ်အတွင်းမှာရှိတဲ့မီးခတ်သေးသေးလေးကိုထုတ်ယူပြီးလက်သေးအောင်မှာဖွက်ထားလိုက်တယ်မီးတူမမကြည့်နေကြောင်းတေချာသွားတဲ့အခါအဲ့ဒီမီးခတ်ကိုတေချာစွာဖွက်ထားလိုက်တယ်ဒါဟာသူ့ရဲ့ထွက်ပြေးရေးအစီအစဉ်ရဲ့ပထမအဆင့်ဖြစ်တယ်အချိန်တစ်ခဏကြာပြီးနောက်ဂျက်ကိုဟယ်လီကော်ပတာနဲ့ခေါ်ဆောင်သွားခဲ့ပြီးမြဲထောင်ကနေလွတ်မြောက်ပေးတာမဟုတ်ဘူးအစားထိုးအနေနဲ့ဖျားနာနေတဲ့ကလေးတစ်ယောက်ကိုအယိုးမယိုလူတန်းဖို့ခေါ်ဆောင်သွားခဲ့တာဖြစ်တယ်အဲ့ဒီကလေးရဲ့ချမ်းသာတဲ့ဖခင်ကဂျက်ကိုစနစ်တကာဖယ်ရှားပေးဖို့ဒေါ်လာ9 သန်းပေးချေထားခဲ့တာကြောင့်ဖြစ်တယ်အဲ့ဒီအချိန်မှာခွဲစိတ်ကူတာရေးအတွက်ပြင်ဆင်မှုတွေအားလုံးပြီးစီးနေပြီးဂျက်ရောက်လာဖို့ပဲစောင့်နေကြတယ်ဟယ်လီကော်ပတာဆင်းသက်တာနဲ့ဒီလိုက်နဲ့ရဲကားတွေတန်းစီပြီးလမ်းကိုရှင်းပေးလိုက်တယ်ထောင်ကားကစီးရုံတကားမှထိတိုက်ရိုက်သွားခဲ့တယ်ဝါရင်ကဂျက်ကိုလမ်းလျှောက်နေတဲ့ငွေအထုပ်တစ်ထုပ်လို့သဘောထားနေတဲ့အတွက်မျက်နှာအယမ်းတဲမှန်နေခဲ့တယ်ရုတ်တရက်ရဲခွေးတကောင်ကဂျက်ကိုအနံ့ခံလာတယ်ဒါပေမဲ့ဂျက်ကအဲ့ဒီခွေးကိုကြောက်အောင်လုပ်လိုက်တဲ့အတွက်ခွေးကနောက်ဆုတ်သွားခဲ့တယ်လှုပ်ဝက်စာရွက်စာတန်းတွေကိုစေးရုံဝန်ထမ်းတွေကိုလွှဲပြောင်းပေးနေကြတာကိုဂျက်မြင်လိုက်တဲ့အခါသူ့မှာအဲ့ဒီချမ်းသာတဲ့လူအပေါ်တက်ရောက်နေတဲ့အာဏာရရှိနေပြီဆိုတာနားလည်သွားတယ်ဂျက်ကသူ့ကိုထူးဆန်းတဲ့ကျေးဇူးစိတ်နဲ့ကြည်လိုက်တယ်ဒီလူမရှိခဲ့ရင်ဂျက်ကထွက်ပြေးဖို့အခွင့်အရေးကိုဘယ်တော့မှမရနိုင်ခဲ့ဘူးဖြစ်နိုင်တယ်ဆရာဝန်တွေကိုဂျက်ဟာအလွန်အန္တရာယ်ကြီးတဲ့အကျဉ်းသားတဲ့အောင်ဆိုပြီးပြောထားခဲ့ကြတယ်ဒါကြောင့်သူ့ကိုလက်ထိတ်ခဲထားပြီးစထရစ်ချော့ကိုတင်ထားခဲ့တယ်ဒါပေမဲ့ဂျက်ကဆရာဝန်ကိုချီးမွမ်းစကားပြောလိုက်တဲ့အခါဆရာဝန်ကသူ့ကိုနည်းနည်းယုံကြည်လာပြီးလက်ထိတ်ဖြုတ်ပေးဖို့စဉ်းစားလာခဲ့တယ်အဲ့ဒီအချိန်မှာပဲဂျက်ကသူ့သွားနဲ့မိမိဝန်ထဲတွင်းထားတဲ့ဆေးဘူးကိုဖောက်ချိုးလိုက်တယ်ဆရာဝန်ကသူ့ကိုမေ့ဆေးထိုးတော့မယ်ဆိုတာသူသိနေကြလို့ဖြစ်တယ်ဒီအတွက်ဂျက်ကအရင်ကတည်းကပြင်ဆင်ထားပြီးသားဖြစ်တယ်သူနာပြုကချက်ချင်းမေ့ဆေးထိုးပေးလိုက်တယ်ဂျက်ကမျက်လုံးပိတ်လိုက်တယ်တစ်ဖက်ဘက်မှာလည်းကလေးကခွေးစိတ်ကူတာမှုကအစင်သင့်ဖြစ်နေပြီသူနာပြုကဂျက်မကြခင်တတိလက်ကွာမယ်လို့ယုံကြည်နေခဲ့တယ်